MOB တင်တန်းကတလာကြီးတောင်တင်ပေးတာဆိုတော့ဘာတွေတင်ပေးတာလဲဘယ်လိုတင်ပေးတာလဲအဲ့တော့ဒီတင်တန်းကတကယ်လက်တွေ့လုပ်ဖြစ်သွားစေခြင်းနဲ့ရည်ရွယ်ချက်နဲ့တင်ပေးတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အများစုကတင်တန်းတက်ပြီးရင်လက်တွေ့လိုက်လုပ်ဖို့ဆိုတဲ့အဆင့်ကိုမရောက်ကြဘူးပေါ့နော်ဒါကြောင့်မလို့ညိုကမန်တာပေးတဲ့ camp တင်တန်းဆိုပြီးတော့မှလက်တွေ့လုပ်ဖြစ်သွားအောင်ကြီးကြပ်ပေးတဲ့တင်တန်းဖြစ်ပါတယ်အဲ့တော့ဘာတွေတင်ပေးလဲလို့ပြောရင်အဓိက social media နှစ်ခုဖြစ်တဲ့ page နဲ့ TikTok အကြောင်းကိုတင်ပေးတယ်သူတို့ရဲ့ algorithm တွေကဘယ်လိုလုပ်လဲဒီ channel တွေ page တွေမဖွင့်ခင်မှာညိုတို့တည်ထားတဲ့အချက်တွေကဘာတွေလဲဒီ channel တွေဖွင့်တဲ့အခါမှာလိုအပ်တဲ့ profile တွေနဲ့ info data တွေအကုန်လုံးကိုလည်းပဲညိုက setup လုပ်နိုင်အောင်တင်ပေးပါတယ်နောက် channel တွေရသွားပြီဆိုတဲ့အချိန်ကျရင်ညိုတို့ဘယ်သူတွေအတွက်ဘယ်လို content တွေဖန်တီးမှလဲဆိုတဲ့အကြောင်းအရာတွေကိုမြင်သာအောင်ညို target customer တွေဆွဲထုတ်ပေးတယ်ပြီးတော့အဲ့ဒီ target နဲ့ကိုက်ညီတဲ့ content တွေကိုဖန်တီးတတ်အောင်ညိုက copywriting content creation ဆိုတဲ့အကြောင်းအရာတွေတင်ပါတယ်ပြီးတော့စာတပုတ်ရေးတဲ့အခါပဲဖြစ်ဖြစ်ဗီဒီယိုတွေရိုက်တဲ့အခါပဲဖြစ်ဖြစ် hook ကအရေးကြီးတယ် hook ကိုဘယ်လိုသုံးမလဲဆိုတော့ hook သုံးနည်း formula 10မျိုးကိုညိုတင်ပေးတယ်ပြီးတော့စီးပွားရေးတစ်ခုမှာ marketing ဒီအဓိကအသက်ဖြစ်ပါတယ်ကို product ကိုရဲ့ service ကိုလူတွေသိအောင်မလုပ်နိုင်မဲနဲ့ညိုတို့ဘယ်လို့မှရောင်းရစားအကြောင်းမရှိဘူးဒါကြောင့်မလို့ညို marketing ရဲ့အခြေခံ concept တွေကိုလည်းတင်ပေးတယ်ဒါအပြင်လူတွေအများအားကိုစီကိုဝယ်နေအောင်ညတို့ personal branding ဆိုတာလည်းအရန်ကိုအရေးကြီးတဲ့အရာပဲဖြစ်တယ်။အဲကြောင့် personal branding ဘယ်လိုတည်ဆောက်မလဲဆိုတဲ့အရာတွေသင်ပေးတယ်။ Canva သုံးပြီးတော့မှ graphic ပုံတွေဘယ်လိုအလွယ်ဆုံးပြင်မလဲ။ဒီလို video content တွေလုပ်တဲ့အခါမှာဆိုရင်ရောဘယ်လိုမျိုးအလွယ်ဆုံးနဲ့အဆင့်6ဆင့်ကိုသုံးပြီးတော့ရိုက်မလဲ။ storytelling ဘယ်လိုပြောမလဲ call to action ဘယ်လိုခေါ်မလဲပေါ့နော်။အစရှိတဲ့ပြင်ဒါတွေကိုညိုကအသေးစိတ်သင်ကြားပေးတာဖြစ်ပါတယ်။ဒါအပြင်ညိုတို့အဓိကငွေရှာပေးမဲ့အပိုင်းလို့ပြောလို့ရတယ်။ပစ္စည်းတစ်ခုကိုချက်ချင်းဝယ်ခြင်းတော့ဘယ်လိုမျိုးရောင်းမလဲဆိုတဲ့ sale closing လုပ်တဲ့အကြောင်းအရာတွေကိုညိုကထည့်သွင်းပေးတာဖြစ်ပါတယ်နော်တပတ်ကို2ရက်နဲ့4ပတ်တိတိစုစုပေါင်း8ချိန်နာရီအပြင်ပြောလို့ရှိရင်ညိုတို့16နာရီကျော်ကြာစာတွေ့လက်တွေ့သင်ပေးတဲ့သင်တန်းဖြစ်ပါတယ်ညိုပေးတဲ့အိမ်စာတွေကိုလိုက်လို့ရပါတယ်လုပ်တဲ့အရာတွေကမှန်လားမှားလားဆိုတာညိုကိုယ်တိုင်အနိကကြီးကြပ်ပြီးတော့မှ reflection တွေပေးပါတယ်လိုအပ်တဲ့အရာတွေကိုပြန်ပြီးတော့မှဖြည့်ဆွတ်သင်ကြားပေးပါတယ်နော်ဒီလိုသင်တန်းမျိုးဘာကြောင့်သင်ပေးလဲဆိုရင်ညိုကိုယ်တိုင်လိုချင်ခဲ့တဲ့ပုံစံမျိုးကိုသင်ပေးထားတာဖြစ်ပါတယ်အဲ့တော့သင်တန်းကြီးလည်းမများရဘူးလိုအပ်တဲ့နော် skill တွေ knowledge တွေလည်းတနေရာထဲမှာရမယ်ဆရာမကိုယ်တိုင်ကလည်းမေးလိုက်တိုင်းမှာအစင်သင်းနဲ့ရှိနေရမယ်အနိကကြီးကြပ်ပေးတဲ့သင်တန်းမျိုးဖြစ်ရမယ်ဒီသင်တန်းမျိုးကိုမှမတက်ဘူးဆိုလို့ရှိရင်တော့ကြံခဲ့ပါလိမ့်မယ်နော်ဆိုတော့ညိုဘက်ကအာမခံပေးနိုင်တာကတော့ညိုခိုင်းတဲ့လက်တွေလောက်ပါမတက်ဘူးဆိုလို့ရှိရင်တော့သင်တန်းကြီးပြန်ထုတ်သွားလိုက်ပါနော်လာမယ့်ဖေဖော်ဝါရီ2ရက်3ရက်နေ့မှာအပတ်စဉ်20ကိုဖွင့်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုနဲ့လာအပ်တဲ့သူကညိုကအထူးကြီး2,9,900ကျပ်နဲ့ပေးထားပါတယ်ဒါအပြင်3,000ခွဲတန် AM Power Class ကိုလည်းလက်ဆောင်ထည့်ပေးထားပါသေးရနော်အော်မေးလို့နော်တင်တန်းမှာဆို AI ကိုတုံးပြီးတော့ဘယ်လို content တွေလုပ်ရမလဲဘယ်လို graphic တွေထုတ်ရမလဲဆိုတာအစားမျိုးကအကုန်လုံးကိုလွယ်ကူအောင်သင်ကြားပေးတာဖြစ်ပါတယ်နော်ကိုယ့်ဘက်က like လုပ်ဖို့တကူပဲလိုပါတယ်ဆိုတော့တင်တန်းတက်ချင်တဲ့ဆိုတော့ဒီဗီဒီယိုလေးက comment မှာ MOB လို့ရိုက်ခဲ့ရုံပဲနော်အဲ့တော့တင်တန်းထဲမှာတွေ့ကြမယ်